နားလဲမလဲမသိဘူးဦးလေးပြောချင်တာကငါတူတွေငါတူမတွေကိုနမဖိုးတို့ရာမတို့ကမျိုးထဲမှာလည်းဝယ်လို့ရပါတယ်ကွာအဲ့တော့好美你个同起来你跟着你妈出过来打嘞我就苏州家比前马多少地数嘞地主来的都不变了你看我今次毕业把它看ကျော်စိုးအကြောင်းပြပြီးတော့အလူကခွက်ကောက်တောင်းသားတွေကတော့ထောသွားတာပဲဗုဒ္ဓဘာသာအမိခံနိပိတ်တရားတော့ကိုလူတဲ့ပတ်စံကကုသိုလ်ရသလားအကုသိုလ်ဖြစ်သလားလည်းမသိဘူးအမိကတော့ဗုဒ္ဓဘာသာအမိဘာသာရေးအတွက်လည်းတုံးစားမရတယ်လို့လူမျိုးရေးအတွက်လည်းတုံးစားမရတဲ့ကောင်းနေကောင်းပါလေမင်းတို့ငါတခုပြောချင်တာကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟူတဲ့များကဗမာကိုဘယ်တော့မှမယုံအခုမှမဟုတ်ဟိုတုံးနဲ့ကမှဗမာကိုမုန်းတာသူတို့ကမုန်းအောင်လည်းသူတို့မိဘတွေအဆက်ဆက်ကတင်ပေးတာတို့ဗမာတွေအဲ့လိုမတင်ပေးဘူးကွာချစ်အောင်မတင်ပေးတာအခုဆိုပို့ဆိုးပေါ့တိုင်းသားလက်နက်ကင်တွေကမင်းတို့မယုံတာကိုလူမျိုးကိုဘာသာတော့တမုံပထမနဲ့တက်ဖြတ်နေမှာတော့မင်းတို့ဘယ်တိုင်းသားလက်နက်ကင်တွေမင်းတို့ယုံပါလဲပို့ပြီးအံ့ဩတာကငမြတာနေသားများဆိုတဲ့ကွာကော့တရီနိုင်ငံထောင်းတယ်ငါကြီးတော်ကြီးချင်းနဲ့ကွာမင်းတို့အဲ့သူ့ကျွန်းလေးတွေကြည့်တော့ဗမာငတုံးလေးတွေအများဆုံးမင်းတို့နှုတ်ထပါတော့ကွာမင်းတို့နိုင်ငံရေးကိုလည်းတိကျလိလာပါစစ်ရေးကိုလည်းတိကျလိလာပါငင်းချမ်းစွာနေပါကွာတမတော်တန်အလင်းဝင်ပြီးတော့ဦးလေးမင်းတို့ဘယ်လိုစကားနဲ့ပြောမှမင်းတို့နားလဲမလဲမသိဘူးဦးလေးပြောချင်တာကငါတူတွေငါတူမတွေကိုနမဖိုးတို့ရာမတို့ကမျိုးထဲမှာလည်းဝယ်လို့ရပါတယ်ကွာအဲ့တော့မင်းတို့သိထားပါမင်းတို့ဘယ်သူမှသူ့ရဲကောင်းလို့မရှိမြုံဘူးကွာအလူကခွက်ကောက်တွေကရှောက်အောနေတာသူတို့ပတ်စံရအောင်လို့ငါစီဆိုကြည့်လေဇပွဲထိုးနေတဲ့ကောင်တယောက်ကအခုချမ်းသာနေတယ်အဲ့တခုပဲကြည့်လိုက်ပါမင်းတို့က PDF ခေါင်းဆောင်တွေကိုလည်းကြည့်လိုက်လေအကုန်တထေးကြည့်ပဲမင်းတို့နိုင်ငံအတွက်လှုပ်နေတာမဟုတ်ဘူးပုဂ္ဂိုလ်တဦးတယောက်အတွက်လှုပ်နေတာအဲ့တခုတော့မင်းနားလဲတင်တော့ပေါ့ဦးလေးပြောချင်တာအရေးကြီးတဲ့စကားတို့ဗမာတွေပြန်ပြီးစီလုံးတင့်ပြီလို့တော့ထင်တာပဲဦးလေးကအဲ့လောက်ပါ